သူတို့ဂီတကိုကြိုက်ပါသလား Do they like music? Do they like music? သူတို့အားကစားကိုကြိုက်ပါသလား Do they like sports? Do they like sports? သူတို့စာအုပ်များကိုကြိုက်ပါသလား Do they like books? Do they like books? သူတို့ဂီတကိုကြိုက်ပါသလား Do they like music? သူတို့အားကစားကိုကြိုက်ပါသလား Do they like sports? သူတို့စာအုပ်များကိုကြိုက်ပါသလား Do they like books? သူတို့ပီဇာကိုကြိုက်ပါသလား Do they like pizza? Do they like pizza? သူတို့ရုပ်ရှင်များကိုကြိုက်ပါသလား Do they like movies? Do they like movies? သူတို့ကော်ဖီကိုကြိုက်ပါသလား Do they like coffee? Do they like coffee? သူတို့ပီဇာကိုကြိုက်ပါသလား Do they like pizza? သူတို့ရုပ်ရှင်များကိုကြိုက်ပါသလား Do they like movies? သူတို့ကော်ဖီကိုကြိုက်ပါသလား Do they like coffee? သူတို့အိုအိုက်စခရီမ်ကိုကြိုက်ပါသလား Do they like ice cream? Do they like ice cream? သူတို့အခန်းစားကိုကြိုက်ပါသလား Do they like dancing? Do they like dancing? သူတို့ချက်ပြုတ်တာကိုကြိုက်ပါသလား Do they like cooking? Do they like cooking? သူတို့အိုအိုက်စခရီမ်ကိုကြိုက်ပါသလား Do they like ice cream? သူတို့အခန်းစားကိုကြိုက်ပါသလား Do they like dancing? သူတို့ချက်ပြုတ်တာကိုကြိုက်ပါသလား Do they like cooking? သူတို့ခွေးတွေကိုကြိုက်ပါသလား Do they like dogs? Do they like dogs? သူတို့ပကြီးဆွဲရတာကိုကြိုက်ပါသလား Do they like painting? Do they like painting? သူတို့လမ်းခြေလင်းကိုကြိုက်ပါသလား Do they like hiking? Do they like hiking? သူတို့ခွေးတွေကိုကြိုက်ပါသလား Do they like dogs? သူတို့ပကြီးဆွဲရတာကိုကြိုက်ပါသလား Do they like painting? သူတို့လမ်းခြေလင်းကိုကြိုက်ပါသလား Do they like hiking? သူတို့ရေကူးခြင်းကိုကြိုက်ပါသလား Do they like swimming? Do they like swimming? သူတို့တေးဆိုရတာကိုကြိုက်ပါသလား Do they like singing? Do they like singing? သူတို့ဂိမ်းကစားရတာကိုကြိုက်ပါသလား Do they like playing games? Do they like playing games? သူတို့ရေကူးခြင်းကိုကြိုက်ပါသလား Do they like swimming? သူတို့တေးဆိုရတာကိုကြိုက်ပါသလား Do they like singing? သူတို့ဂိမ်းကစားရတာကိုကြိုက်ပါသလား Do they like playing games? သူတို့ပဟိထံဖြည့်ရှင်းတာကိုကြိုက်ပါသလား Do they like solving puzzles?
Do they like solving puzzles? သူတို့ဘာသာစကားများလေ့လာရတာကိုကြိုက်ပါသလား Do they like learning languages? Do they like learning languages? သူတို့ဒါကမန်နာရီတွေကြည့်ရတာကိုကြိုက်ပါသလား Do they like watching documentaries? Do they like watching documentaries? သူတို့ပဟိထံဖြည့်ရှင်းတာကိုကြိုက်ပါသလား Do they like solving puzzles? သူတို့ဘာသာစကားများလေ့လာရတာကိုကြိုက်ပါသလား Do they like learning languages? သူတို့ဒါကမန်နာရီတွေကြည့်ရတာကိုကြိုက်ပါသလား Do they like watching documentaries? သူတို့ mystery novel တွေဖတ်ရတာကိုကြိုက်ပါသလား Do they like reading mystery novels? Do they like reading mystery novels? သူတို့နေရာအသစ်တွေကိုစူးစမ်းရှာဖွေရတာကိုကြိုက်ပါသလား Do they like exploring new places? Do they like exploring new places? သူတို့ mystery novel တွေဖတ်ရတာကိုကြိုက်ပါသလား Do they like reading mystery novels? သူတို့နေရာအသစ်တွေကိုစူးစမ်းရှာဖွေရတာကိုကြိုက်ပါသလား Do they like exploring new places?